ကဲ Fiber S တောက်မယ်ပေါ့နော်။ဘာလဲဆိုတော့ညို့နေ့တနေ့အောင်လည်းတောက်တယ်ဒါပေမဲ့ဒီနေ့လည်းထပ်တောက်မှာပေါ့နော်။ဘာလို့လဲဆိုတော့နေသိမ့်မကောင်းလို့ပေါ့နော်။ညို့ဆိုတော့ကိုယ့်ရဲ့ပိုင်းကလေးရာဒီဦးတို့ကပူလိုက်အေးလိုက်ဖြစ်နေတာ။ပူလိုက်အေးလိုက်ဖြစ်တော့ကိုယ့်ကိုလည်းကြက်မကြီးအေးအောင်ယူဆိုင်ရအောင်ခုတော့တွားခိုက်တာတစ်ဖက်နဲ့ပေါ့နော်။ကဲ Fiber S လေးလည်းပျော်သွားပြီဖြစ်တဲ့အတွက်ညို့တောက်ပါတော့မယ်။ကဲဒီလိုအနေထားလေးမှာမျိုးကတောက်တယ်ပေါ့နော်အမြုပ်လုံးဝမရှိမှပဲတောက်တယ်အမြုပ်ရှိရင်တော့မတောက်ဘူးသူကမကြည့်သေးဘူးလို့ယူဆလို့ရတယ်နော်အဲ့တော့ဒီလိုအနေထားလေးမှာအရန်ကောင်းအိတ်ချင်တယ်ဒီကောင်တောက်ပြီးရမယ်ချင်တယ်တော့သိခဏကိုဘာလို့မျိုးလမ်းဆန်းသေးပိုင်မိုင်မှာလိုအပ်တဲ့ဆိုရင်တော့မှာလို့ရပါတယ်ဒီက Fiber S မှာလို့ရပါတယ်ရှင်